စွန့်စားရကြိုက်ကြတယ်အချို့တွေကြတော့တီထောင်းရကြိုက်ကြတယ်တချို့တွေကြပြစ်ခတ်ရကြိုက်ကြတယ်ကဲ၍ခင်ဗျာပြစ်ခတ်ရတဲ့ offline game လေးတကယ်ကိုရှာရတယ်ဆိုရင်ဆော့လို့ကောင်းပြီအမီနဲ့ download ရမယ် offline first person shooting လေးတကယ်နဲ့မိတ်ဆက်ပေးပြအားလုံးပဲမင်္ဂလာပါ ATO Game Review Channel ကနေပြန်လည်ကြိုဆိုလိုက်ပါဒီကနေ့မှာတော့ offline first person shooter game မျိုးစားဖြစ်တဲ့ Sierra 7 ဆိုတဲ့ game လေးကြောင့် review လုပ်ပြမှာဖြစ်ပါတယ်ဒီ game လေးက studio မှာတခန်းချင်းစီသွားမယ့်ပုံစံမျိုးဖြစ်ပြီးsniper နဲ့ကြောက်ချင်းစီကိုပြစ်မလားဒါမှမဟုတ်တီဂျီပဲပြစ်မလားဆိုတာကိုရရှင်လေးလုပ်ရင်းနဲ့ enemy တွေကိုဘယ်လိုမျိုးပုံစံနဲ့ပြစ်ခတ်မလဲဆိုတာကိုစွန့်ရင်းနဲ့စောင့်ကြည့်ရမယ့် game လေးပဲဖြစ်ပါတယ်ဒီ game လေးထဲမှာတင်ရအဖြောက်တတတယောက်ဒီနဲ့စောင့်မှဖြစ်ပြီးတော့လက်နက်တွေဝင်အဆင့်မြင့်ပြီးတော့ enemy တွေလက်နံပြစ်ခတ်မှာပါလက်နက်တွေကလည်းအမျိုးအစားများစွာရှိပြီးတော့အတူညီတဲ့ပုံစံအတူညီတဲ့ damage တွေနဲ့ enemy တွေကိုတစ်ချက်ချင်းစီပဲပြစ်မလားစက်လိုက်ပြစ်မလားဆိုတာကိုရွေးတဲ့လက်နက်ပုံမူတည်ပြီးကွဲပြားသွားမှာဖြစ်ပါတယ်တချို့လက်နက်တွေက level မြင့်လာမှရမယ့်လက်နက်တွေဖြစ်ပြီးတချို့သောလက်နက်တွေကပြင်မြင်ဝယ်မှပဲရမယ့်လက်နက်တွေပဲဖြစ်ပါတယ်ဒါအပြင်ကပတ်တွေလားအာမာတွေလားအော်တိုတွေလားဝစ်ဆန်လိုက်တဲ့အရာပုံမူတည်ပြီးတော့အိုက်တန်တချို့နဲ့ရှီးအချို့တို့ကိုရရှိစေပါတယ်gameplay ဘိုင်းကလည်း smooth ဖြစ်ပြီး enemy ပြစ်ခတ်ရမှလည်း level ရိုးရှင်းလာကြတချို့သော game တွေလုံးမရှုပ်ထွေးကြပါဘူး graphic ဘိုင်းကလည်းအဖြူမဲ့ color ကိုသုံးပေးထားပြီးတော့အတန်လေး sound effect တွေအားစားကောင်းလာကြောင်းလက်ချက်တက်ပြီးဆွတ်မစင်ကိုယ်တိုင်ဝင်ရောက်ပြစ်ခတ်နေတဲ့ခံစားချက်မျိုးကိုရရှိစေပါတယ်အားနည်းချက်အနေနဲ့က energy bar လေးပါရှိပြီးတော့တစ်ခါကစားတိုင်း energy bar လိုတောင်းမှာဖြစ်ပါတယ်ကဲဒီလောက်ဆိုခုလူတော့အနေငယ်တော့နားလည်သဘောပေါက်သွားမှာပါကျန်တာတော့ကိုရန်ဆက်စုကြည့်ပြီးနားလည်သဘောပေါက်တော့ပါလိမ့်မယ်လိုအပ်တာလေးရှိရင်ကောင်းမွန်ဝင်ရောက်ဆွေးနွေးပြီးအကြံပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်